ဒီเจ้าနေကိုမပြောတော့ဘူးအရင်ကဆုံးဖြတ်ခဲ့ရဒါပေမဲ့အခုတော့အမှန်တရားကိုအကုန်လုံးပြောပါတော့မယ်မီးမီးခဲကအရင်တည်းကဖုန်ချောင်းရဲ့တော်တော်ကြာပြီဒါပေမဲ့10လပိုင်းလောက်မှပိုဆိုးလာ10လပိုင်းလောက်မှမီးဖေဆုံးဖေဆုံးတော့အိမ်မှာအထုပ်ပါရပါလောက်တယ်အဲ့တော့လူတွေရမ်းရှုပ်တယ်အရင်ငငယ်လေးတွေကလူရှုပ်လို့ရှိရင်မနေတော့လူရှုပ်ရင်မနေတတ်တော့စိတ်ရှုပ်လို့ဆိုပြီးတော့မာကျက်စင်တို့နဲ့တောင်းနေတယ်မာကျက်စင်တို့ကအချိန်ကဟိုတယ်မှာနေတာတောင်းနေတော့3ယောက်တူနေကြရဲမာကျက်စင်ရဲ့ခဲဝရဲ့မီးရဲ့ပေါ့သူတို့နေကြသူနေတဲ့အချိန်မှာလူမျိုးသူတို့ရညဘက်တွေဆိုလို့ရှိရင်ဟိုလိုမျိုးတွေပေါ့နော်သူတို့လိမ်များကိစ္စဟိုလိုမျိုးအဲ့လိုကိစ္စတွေပေါ့နော်အဲ့လိုကိစ္စတွေကိုမင်းရှိမှရင်မရှက်မကြောက်အဲ့လိုပိုတင်ကြီးတွေပြောပြီးပိုတင်ကြီးတွေကြာခဲဝါလည်းမကြကြအောင်အဲ့လိုမျိုးလို့တော့လည်းမဖြစ်မနေမို့လို့ဒါအဲ့ချိန်မှာနေလဲရနောက်ဆုံးတော့ဂတိမှာတူတူအိတ်ကြတူတူအိတ်တယ်ဆိုပေမဲ့အဲ့လိုလောက်ပါများတော့မင်းကလည်းအောက်စင်အိတ်တယ်အိမ်ကလည်းပြန်လို့မရတဲ့အချိန်မျိုးမို့လို့ဒါဖြစ်လိုက်တာလူတွေယောက်ျားလေးတွေအိမ်မှာအတူပါဆိုတာရှိတော့မနေချင်လို့ဒါအဲ့လိုနေလဲရအမှနောက်မီးတို့အိမ်ပြောင်းမှုလောက်ကြရဲအိမ်ပြောင်းမှုလောက်ကြတဲ့အချိန်မှာပစ္စည်းတွေပါကုန်ရွှေ့ရပေါ့အမတွေကတော့အိမ်တစ်မှာသူတို့ပစ္စည်းတွေပါရွှေ့နေတဲ့အချိန်မင်းကဟိုတယ်မှာတယောက်တည်းမီးပစ္စည်းတွေပါတိန်းနေတာပေါ့တိန်းနေတဲ့အချိန်အမှနောက်ရက်ဆိုအိမ်ပြောင်းပြီးတော့သူတို့ကမိုးကုတ်သွားမှာမိုးကုတ်သွားမယ့်အချိန်သူကမိုးကုတ်သွားတော့မှဆိုပြီးတော့ပုံစံမီးကိုအဲ့လိုအခန်းထဲကိုဝင်လာပြီးတော့မြို့လာကျိုးရဲ့ပုံစံနဲ့အခန်းထဲကိုဝင်လာပြီးတော့အဲ့လိုအမှဂရီမောအဲ့လိုမျိုးအတင်းတွန်းပြီးတော့ရင်ဘတ်တွေပါကိုင်နေအမှမီးကပြန်တွန်းလိုက်ပြီးတော့မီးကခန်းပြင်ထွက်အဲ့မှာအဲ့လောက်နဲ့ပြီးသွားပြီးတော့ဟိုလိုမျိုးရဲ့အပြင်ထွက်တဲ့ချိန်ကြီးကြလို့ရှိရင်အပြင်ထွက်တော့အမှမြို့တောင်းမမာရေးစတာပါပြည့်ညာဖြစ်တယ်နဲ့မြို့ပြောရပြန်မပြောဖို့လည်းပြောရနဲ့ထားလိုက်တဲ့ကိစ္စတွေကအဲ့မှလည်းပြီးသွားပြီထိပြီးတော့ထားလိုက်သူလည်းထမလုပ်တော့ဘူးဆိုပြီးတော့မင်းကလည်းဒီတိုင်းပဲထားလိုက်တော့ထမပြောသေးဘူးမပြောသေးပဲနဲ့မင်းဒါမဲ့စိတ်ထဲမှာတော့လေတမျိုးကြီးဆိုတော့အင်းကြီးမှုတော့ရင်ဖွေးမိရဲ့သူတို့ဆိုင်ငယ်စည်းနေနဲ့ငါ့ကိုလို့ဒီလိုရေးလို့တိုင်နေလို့အဲ့လိုမျိုးကြီးပြောအင်းကြီးမှုပြောအင်းကြီးမှုပြောနေကဘာလို့လဲနင်းတီးခံလိုက်ပါညာမဟုတ်ဘဲနဲ့ရှောက်ပြောနေဆိုပြီးတော့မြို့ပြောနင်းကလေးနင်းကိုအဲ့လိုလုပ်ရောနင်းတီးခံမလားလို့ငါတို့လို့မတီးခံဘူးလို့ဒါမဲလို့ငါလို့အဲ့လိုမျိုးဆိုကြောက်တယ်ဆိုပြီးတော့မင်းဆိုင်ငယ်ပေါ်မှာပြောဆိုင်ငယ်ပေါ်မှာပြောတော့ဆိုင်ငယ်ပေါ်မှာနှစ်ယောက်သာတူတူတော်မှရန်ဖြစ်ကြတယ်ရန်ဖြစ်တော့သူ့ဆိုင်ငယ်နဲ့အဲ့ဆိုလဲလူနေမျိုးနဲ့နေခဲ့တော့ဆိုပြီးတော့မြက်စိတ်ဆိုပြီးတော့မှဆိုင်ငယ်နဲ့မောင်ဝတည်တယ်သူ့လမ်းထဲမှာခဏထားခဲ့အဲ့ညီမနှစ်ယောက်တော်မှရန်ဖြစ်ကြတယ်ရန်ဖြစ်ကြတော့ထားလိုက်လို့နောက်နေ့ကျတော့တဲ့သွားအဲ့လိုမျိုးတည်င်းကျိုးပိတ်ရတွေဖွင့်ကျောင်းလေးပိုင်ပြန်ဖွင့်တော့အမှမီးပိုးဆိုးလာတာအဲ့လိုအင်းကြီးမွားလည်းကျူရှင်နေပါရှိရညနေ9နာရီခွဲ6နာရီလောက်မှပြန်ရောက်တာမကျက်စင်ကလည်းဂျင်းနေပါရှိရဂျင်းနေပါရှိရအဲ့လိုမီးကျောင်းက3နာရီခွဲလောက်ပြန်ရောက်တဲ့ချိန်ဆိုအိမ်မှာမီးခဲဝယ်ပဲရှိရခဲဝယ်ရှိရချိန်ကြာလေသူကအဲ့လိုမျိုးပေါ့အတင်းနောက်ရက်တလူတွေလောက်တယ်ဒါမဲ့အဲ့လိုကြာမီးခန်းထဲဝင်တနေ့ပေါ့နော်အဲ့ဘယ်လိုမှမရှိဘူးမီးကလည်းညနေတိုင်းကျောင်းကပြန်လာလို့ရှိရင်9နာရီခွဲ6နာရီအင်းကြီးမိုးပြန်ရောက်တဲ့အချိန်မှာရေထချိုးရတယ်။ခြံတဲ့ချိန်ဆိုရေထမချိုးရဘူး။သူနဲ့2ယောက်ပဲရှိတော့ကြောက်လို့ခန်းထဲခန်းပြင်တော့မှမထွက်ဘူး။မန်းချက်စင်ရှိရရက်တွေဆိုရင်တော့ထွက်တာပေါ့နော်။အဲ့နေမီးကရေရမ်းစာလို့ဆိုပြီးတော့ရေဘူးလေးထွက်ယူပါအဲ့ချိန်မှာသူကလည်းရှိရေဘူးယူနေနေသူကခုံမော့နော်ခုံမောတင်းတုံရမီးကိုချုပ်ပြီးတော့အဲ့လိုရင်ဘတ်တွေရော private ဘတ်တွေရောကြည့်ပြီးတော့အဲ့လိုမျိုးတွေလုပ်တယ်အကိစ္စတွေကဘယ်သူမှမပြောပြခဲ့ဘူးဘာလို့လဲဆိုမီးတိတ်ခါအောင်ဂုံတိတ်ခါနဲ့ဆိုင်နေရှက်လဲရှက်တယ်ရှက်လို့ဒီကိစ္စကိုတော့အဲ့လောက်ထိဆိုရဲ
ထီကိုတော့မီးဘယ်သူမှမပြောပြခဲ့ဘူးဒါပေမဲ့မီးအမရောမီးရင်ပွင့်ခဲ့တဲ့အချိန်မှာလည်းအကုန်လုံးတိကျတယ်အရင်ဆုံးအင်းကြီးမို့ရင်ပွင့်တယ်အင်းကြီးကတီးခန့်ခိုင်းထားလိုက်နောက်ကျတော့သူလည်းမီးဘက်ကပါတော့နောက်အမတွေမလေးတို့လင်များပေါ့နော်မလေးတို့လင်များရင်ပွင့်တယ်သူတို့ဘက်ကစပြီးတော့သူတို့တိရဲတဲ့ကိုမင်းနိုင်ရတဲ့ငယ်လေးကိုဆိုလို့ရှိရင်အဲ့လိုမျိုးပို့နေရတယ်တိရဲတဲ့သူတို့ဘက်ကစပြောလို့မီးရတယ်ကိုမားတွေဆိုတော့ယုံပြီးတော့သူတို့လင်များနှစ်ယောက်လုံးကုန်အဲ့လိုမျိုးပေါ့နော်မြို့နောက်ဆက်တယ်ပေါ့မီးရေချိုးနေလည်းနှစ်ယောက်တည်းသူရှင်မချိုးရဲဘူးလို့အဲ့တိုင်ထဲမှာရှင်မီးကြောက်တယ်လို့အဲ့လိုဖုံမလေးကိုဘာလို့အိမ်ခဏခွန်နေရလဲဆိုတာလဲသူရှိလို့ကြောက်တယ်ဆိုတာမီးပြောပြသူကလည်းအဲ့ချိန်ကသူတို့လင်များမီးဘက်ကပါတယ်လို့နဲ့မီးကိုအရန်ချစ်တဲ့ပုံစံနဲ့ကွာလောက်ပြငါညမလေးကိုထိတိုက်မခံအပြူလေးကိုပါသူတို့ကလည်းအဲ့ချိန်ကမီးကိုအဲ့လိုပြောပြခဲ့ပါမီးအဲ့ချိန်ကအရန်ပျော်သွားပြီးတော့နောက်နည်းနည်းကြာတော့အမအကြီးဆုံးကပြောပြရဲသူလည်းတိသွားတယ်သူလည်းတိတိနေတယ်လို့အကုန်ပြောပြခဲ့ကွာပြောပြခဲ့တော့အကုန်လုံးတိသွားတယ်ပြောပြရကွာပြောပြပြီးနောက်နည်းနည်းကြာတော့ဒုတိယမလေးရဲ့ယောက်ျားပေါ့နော်သူကမူပြီးတော့ကွာအဲ့လိုမျိုးမခံမရနိုင်ဖြစ်လို့လားဒါမှမဟုတ်ပဲအဲ့ချိန်ကသူမလေးတို့လင်များရဲ့မကျိတ်စင်တို့လင်များရဲ့ရန်ဖြစ်နေတာကွာမီးကိစ္စကိုပဲပြောပြီးတော့ဟိုဖြစ်တာလားတော့မသိဘူးသူတို့ရကွာတော့ပြောလိုက်တာကိုကြီးရတဲ့ဟန်နီပေါ်ဦးတဲ့ဒီလိုလုပ်နေရတဲ့ကျွန်တော်တို့တည်တယ်တဲ့ဟန်နီမကိုရင်ပြောပြပါညာနဲ့ပြောရဲအင်းကြီးမိုးကလည်းထောက်ခံနေတဲ့အကုန်ကသူတို့အကုန်ပြောပြခဲ့တော့အဲ့ဒါကိုအဲ့ချိန်ကကိုမင်းနိုင်ကလည်းဝန်ခံတယ်မျိုးစိတ်ရှိရဆိုပြီးတော့ဝန်ခံတာအဲ့ဒါလေးမကျဲစင်နဲ့မရလွယ်ပြီးတော့အကုန်လုံးသိကြတယ်အဲ့ကိစ္စတွေကိုလည်းတကယ်လည်းဖြေတော့အမရင်းနေကိုယ်တိုင်ကဖုံးကွယ်ပြီးတော့မြက်မြူဆွဲပုံစံနဲ့လောက်တာကွာမကျဲစင်ကတော့ဘာမှမသိလို့ထားပါတော့မီးအဲ့ချိန်ကတွေးခဲ့တာလေမကျဲစင်ကမြို့အရင်ချစ်တဲ့ထဲပါပါတယ်မီးလည်းသူ့တော်လေးချစ်တယ်သူမီးအရင်ကြောက်ခဲ့တာလေသူနဲ့ကွာဒီကိစ္စတွေတည်သွားလို့ရှိရင်ညီမဆက်ဆံရေးအရင်လို့စင်ပြေပါမလားဆိုတော့မီးတွေးခဲ့ကွာတွေးပြီးကြောက်တယ်ဒါမှတကယ်မီးထင်တာနဲ့ကွာလုံးဝတခြားစီကွာဘလောက်ပဲချစ်ကွာဒီအခုချိန်မှာသူပုံစံကြီးသူယောက်ျားကွာကာကွယ်ပေးမဲ့ပုံစံပါပဲထားလိုက်ပါအဲ့ဒါတော့သူရဲ့ဆုံးဖြတ်ချက်ပဲပေါ့နော်အဲ့မီသူနဲ့ရိတ်လုပ်တဲ့အထိမဖြစ်သွားခဲ့တာလေမီကိုကအဲ့လိုမျိုးကိုကြီးခဲ့လို့ရှိလို့ပေါ့အမြဲဖုန်းတွေပါခေါ်ပြီးတော့မီကြောက်တယ်ဆိုလို့ကိုကြီးပေးခဲ့လို့ရှိရပါအဲ့လိုမျိုးလေကျေးဇူးတင်ပါတယ်လူလုပ်ခဲ့တာတွေကိုမီးဘယ်သူမှမပြောပြခဲ့ဘူးကွာပြောပြရဆိုတာရင်မနဲ့တင်မကင်ရုံတော့ပဲမီးပြောပြခဲ့တယ်အဲ့ကိစ္စကိုအဲ့စောစောကမီးပြောတဲ့ကိစ္စကိုဘယ်သူမှမပြောပြခဲ့ဘူးဘာလို့လဲဆိုမီးတိတ်ကနေအများကြီးဆိုင်နေကွာရှက်တယ်ပြီးတော့လေတက်တည်ရှာအောင်လေတက်တည်ယူအောင်လေမီးအဲ့လောက်ထိကြောက်တယ်ကွာမလုပ်ရခဲ့ဘူးပြီးတော့လေအဲ့ချိန်မှာကွာဘာမှနားမလည်ခဲ့တော့ဒီຢာတွေကိုကွာဒီတိုင်းပဲထားလိုက်တာ